တော်ထပ်ဆက်ရမှာပိုင်းနေရောက်နေပါပြီအပိုင်းနေမှာလည်းကောက်ကောက်စူးစမ်းပါမယ်ပိုင်းနေမှာတော့ကျွန်တော်အောင်မမြင်ခဲ့တယ်ပိုင်းနေမှာအောင်မြင်အောင်ကျွန်တော်စူးစမ်းပါမယ်ရဲစိတ်ကဘာမရှိနိုင်ဘလဲလို့ရဲစခန်းကပြန်သွားလိုက်ရမှာလားမသိဘူးနော်အဲ့ဆိုတော့မိနစ်20ဆိုတော့ဒီတော့ခိုင်းကျွန်တော်မိနစ်နည်းနည်းပေးပြီးတော့နည်းနည်းလောက်ရမှာပြောပါတယ်ဒီကကျွန်တော်ဘာမှမဖြစ်ပါရဲစကဲကတော့ရဲစကဲမှာပဲရှိလိုက်ပါဘာမလဲရဲစကဲလက်ရှာစမ်းပါဟာရဲစကတော့တော်ရှားတာပဲ呀，没扒了来了，没脱了噻。走，没得钱的了，没讲没事啊，钱的了，也是个不嘛啥么嘞，蓝小云多钱？ဒီကားနဲ့တော့သွားနိုင်မလားကားရပါဒီကားနဲ့ရဲဆိုင်ကသွားချောင်းဘလေးကွမလဲရဲဆိုင်ကရဲစိတ်ကတော့ဒီလိုပဲရှားမှာပေါ့သူတို့ကရဲတွေကပြင်းနေမထွက်တော့လေဘာဖြစ်လို့ဒီမြို့ထဲမှာရဲစိတ်ကရှားနေလဲဟိုမှာတစီဒီမှာအဲ့ဒီမှာတစီဟေ့ပြန်မောင်းသွားတယ်ကွာတို့လဲတဲ့လူอ่ะကျေကွာဒီတော့မင်းပါခေါင်းလဲဘာဖြစ်နေရလဲကောင်းတယ်အဲ့ကောင်တက်ပြည့်နေဘာကောင်းလဲမသိဘူးနောက်တော့စီဘာမှတော့โอเคကိုတော့ဖြစ်နေပြီနော်နောက်ကိုပြန်စုပြီးတော့ရဲစက်ကသွားရှာမယ်ရဲစက်ကဒီနဲ့ပဲသွားလိုက်တယ်နော်ကျွန်တော်တွေ့လိုက်တာဆက်တော့ကျွန်တော်ကတော့ဒီဘက်သွားလိုက်တယ်ကျွန်တော်တွေ့လိုက်တယ်ရဲစက်ကဒီဘက်ကိုကျွန်တော်ထင်တယ်ကျွန်တော်ရဲစက်ကန်သွားပြီးတော့ရှာရလဲရမှာလားမသိဘူး။နမရဲစက်ကန်မြင်မြောင်ရှိရဲစက်ကန်ရှာတယ်ရဲစက်ကန်ကိုလိုက်သွားတယ်တော့မနော်ဘာကောလို့လက်ကို
ဟုတ်ပြီသွားမယ်မင်းလုံးဟာအနောက်လိုက်သွားနေရတယ်ကျွန်တော်ကဝါဟာမင်းလို့ဆက်ပါလို့ယောစီရိုရဒီနေ့တရားမှမလာနဲ့အော်သေပြီဗောမင်းရလဲညံတော့မရှိဘူးလားကားတော့ပုတ်ကွဲတော့မှာဒီကောင်လေးကကားပုတ်ကွဲတော့မှာဟာဘာဖြစ်လို့တင်းနဲ့ချီတာတင်းနဲ့ဘာဖြစ်လို့ချိန်တာအေးဘာဖြစ်လဲအဲ့ဒါဘာဖြစ်နေရငုံမ brain တင်းနဲ့ချိန်ရရဲစိတ်ကလက်ရှောင်ဖြစ်ပါရဲစိတ်ကလက်ရှောင်မယ်ကျွန်တော်နည်းနည်းတော့ okay ရဲစိတ်ကတော့တွေးပါပြီအော်ကျွန်တော်ကလူစုပန်းတော့မှာဖြစ်ပါတယ်ကိုလာစေလာပြီကိုလာစေအားရဒီတော့ဝင်လို့မရရကိုလာစေရဲသားကြီးကကိုလာစေမြင်တော့အေးဟုတ်ပြီဘယ်ကွိတ်ဟာမရလေကွာဟာအမှုကဘာဖြစ်လို့တက်ထားလာလဲဟာစက်ကမောင်းနဲ့ကျွမ်းရဆိုတော့ကွာဘာမှလဲအမင်းကြီးကြော်ပဲပေးတာနော်ဟုတ်ရခွာတေးပြီဘလို့ကောင်းမှန်းဒီစက်ကတော့မောင်းမတက်ရကောင်ဘာမှမသိဘူးနော်ကွာမချိုင်းနဲ့လုံနေရတယ်ဒီမှာဖန်ခံလိုက်ရပြီယူစီဟုတ်ရင်တနက်တွေကတော့ဟိုကပြည့်သွားပြီကျွန်တော်တနက်တွေကတော့အကုန်လုံးတင်ခံလိုက်ရပါပြီဒါပေမဲ့ဒီကောင်လေးကျွန်တော်ချိန်မနဲ့သေးဘူးဘယ်လိုလုပ်ရမလဲကောဝတ်ဆိုယူလိုက်မယ်နော်ဘာဖြစ်နေတာအဲ့ဒါဖန်ကလေးရပြီဆိုထိုးမြန်နေရတာဒီကောင်နဲ့ကျွန်တော်တင်နေယူတာဒီကောင်လည်းမသိသေးလို့ရေးလိုက်ဖမ်းဟေးတင်နေရလာပြီတင်နေတော့ရလာပြီဆိုတော့ကျွန်တော်ဒီတင်နေကကျွန်တော်ရဲ
ယောက်ရဲ့တာဝန်ဆိုတော့ကျွန်တော်လူဆိုးလေလက်ပိုင်းပါဒီတစ်ခါရင်ကျွန်တော်တို့ကားတွေစိုက်ကယ်တွေနဲ့လိမ့်မဖမ်းပဲကျွန်တော်တို့လူဆိုးဆိုတော့ကျွန်တော်နဲ့ပြိုင်ဘက်ပြတဲ့ဟိုကောင်းနေဖွဲ့ကျွန်တော်တွားပြီးတော့ရင်ဆိုင်မှာပြပါတယ်ပစ္စတိုတလက်တော့ယူပစ္စတိုကတော့ရလေဒီကောင်းလေးကိုတွေးတာနဲ့ကျွန်တော်တက်ပြည့်မှာပြပါတယ်ရတဲ့ရောက်ရဲ့တောင်းရင်လည်းတူတူပဲမလာရတဲ့နဲ့သူရင်ရပြီနော်အဲ့ဒါရင်သူတို့ရဲ့ scan တွေကရောကျွန်တော်လက်ရှာလိုက်ဒီနေရာလေးပဲဒီနေရာပန်းချန်လေးပေါ့ပန်းချန်ထဲမှာဒီကောင်းလေးများရှိတော့ဘာကောင်းလေးလဲမသိဘူးတစ်ဆပ်ဖော်တဲ့ကောင်းလေးလားဟုတ်ရဲ့sorry ဟာဘာဖြစ်နေတာဒီကောင်းလေးရလဲဟေးတော်ဒီကောင်းလေးကိုတော်မကောင်းနေတာရှေ့ဖက်ကြ你没有呀？你亲素人讲我，我没有人讲。今天ကျွန်တော်ရဲတရားရဲ့တာဝန်ထမ်းဆောင်တာဆိုတော့လူဆိုတဲ့မြတ်တွေကိုကျွန်တော်လိုက်ဖမ်းမှာဖြစ်ပါတယ်လူဆိုတဲ့မြတ်ဆိုတော့ဒီပန်းချတဲ့မှာပဲရှိမှာဒီကောင်းလေးဟုတ်ပြီမလည်းမင်းတို့ကောင်းလေးငါကြောင်းနေရမသိဘူးနော်လူဆိုးကောင်းလေးဆိုတာဘယ်မှာလဲမလဲကွာလူဆိုးလေထင်ထားပါတယ်ဒီနေ့ရှိမင်းငါတွေ့ကြသေးတော့ကွာအဲ့ဒါဘာလေးစဉ်းစားနေလဲဘာလေးစဉ်းစားနေဟာရတဲ့တောင်လုံးနေတာမင်းတို့မသိလို့မသိဘူးမလားကျော်မင်းတို့ဘာလဲကွာတနေ့တန်ကြားလာနေဒီကောင်းလေးတနေ့နဲ့ပြည့်တာပဲဘာကောင်းလေးလည်းမသိဘူးချောဟိုရလက်ဘေးပြတ်သွားတယ်ကွာဟုတ်လက်ဘေးတော့ပြတ်သွားဘုမလဲလိုက်ရှာလွေသွားမယ်ရှင်းလားမင်းတို့တမရလေးကောင်းတယ်ဘာမှလည်းရကွာသိမယ်ဒါရှုပ်ကမအောင်လားရှုပ်ကန်တဲ့ပုံတူတို့တကယ်တော့မကြမ်းပါကျွန်တော်ကဒီနေ့ဗီဒီယိုကတော့ဒါလောက်ပါပဲဒီဗီဒီယိုကိုကြိုက်နေတဲ့ရင် like and subscribe တစ်ချက်စီနှိုက်ပေးသွားလို့မေတ္တာရက်ခံပါတယ်အားလုံးပဲ bye bye